ကင်ကကျွန်တော်ကိုတကူကောင်းဆန်တယ်လို့ဆွဆွဲခဲ့တယ်ပြီးတော့အဲ့ဒါရဲ့တစ်စိတ်တစ်ပိုင်းလည်းရှိတယ်သူတို့ကသဘောတူညီချက်တစ်ခုဆွေးနွေးဖို့လာပြီးရေပို့ပေးနိုင်မလားလို့မေးကြတယ်ဈေးနှုန်းကိုညှိနှိုင်းနိုင်ပါတယ်ကျွန်မကိုကိုချစ်တရားနဲ့အညီချင်းချောက်နေတဲ့သူတောင်းစားတွေကိုကျွန်မဘာမှမခံစားရပဲလိလူရှုထားပါမယ်တောင်းဆိုထားတဲ့လူတွေအားလုံးကိုကျွန်တော်တွားကလုပ်ထားတာမို့သူတို့ကိုမြင်စရာမလိုသလိုစိတ်ပူစရာမလိုပါဘူးဒီရေကိုကျွန်တော်ရဲ့ကိုယ်ပိုင်ကျွမ်းကျင်မှုနဲ့ကိုယ်တိုင်ဖြော်ဆက်ခဲ့တာပါမင်းအတွက်ဘာခမဲ့လဲဘာလို့သူတို့မျက်နှာတွေကဒီလောက်ကြီးနေရတာလဲကျန်တဲ့သူတွေကတော့အမှန်တကယ်ရောင်းဝယ်ဖောက်ကားခြင်းတဲ့သူတွေပါသူကအရေးတကြီးဆုံးလေတံတဲ့တစ်ခုကိုရွေးပြီးတစ်ဖက်လူမှာရွှေတင်းကား၅ပြားရှိတယ်လို့ပြန်ဖြေလိုက်တယ်ရွှေဘူး၅ခုကိုရေတက်900မီလီလီတာနဲ့လဲရမယ်ရေငက်လုံးလို့မခံနိုင်တော့ဘူးဒီဈေးကကျွန်တော်ထင်ထားတာထက်အများကြီးပုံများပေမဲ့ကျွန်တော်တွန့်ဆုတ်မှာမဟုတ်ပါဘူးသူ့ကိုပလင်းလွန်းနဲ့လဲခိုင်းပြီးဖြည့်ပေးလိုက်မယ်မကြခင်မှာပဲကျွန်တော်လက်ထဲမှာရေ900မီလီလီတာဖြည့်ထားတဲ့ဖြော်ရည်ပလင်းခွန်တစ်လုံးပေါ်လာတယ်ရွှေတက်တာ၅လုံးကိုကုန်သွယ်ရေး area တွင်ချက်ချင်းပင်ရောင်းချရန်စည်ရင်းသွင်းခဲ့သည်တောက်ပြောင်နေသောပတိစိန်၅စီးကိုနောက်တစ်စက္ကန့်အတွင်းချက်ချင်းဖမ်းယူသွားလိုက်သည်ကျွန်တော်ကြောဖို့အိတ်ထဲမှာရွှေရောင်တက်တာတစ်လုံးပေါ်လာတယ်ဟန်ဘူဒီလုံးများကဲ့သို့တင်းငယ်ပြီးမိန်ဖြော့ဖြော့ရောင်ကြည်တန်းဖြင့်တလက်လက်တောက်ပနေသည်ရင်းသည်ရွှေဖြစ်သည်ကျွန်တော်ဘူးကိုလက်ထဲမှာကင်ပြီးကြည့်လိုက်ပေမဲ့ထူးထူးခြားခြားဘာမှမတွေ့ရဘူးဒါပေမဲ့လိတ်လေးကစားလိုက်ရင်ကျွန်တော်အဆင့်တက်လာမယ်လို့ပြောတယ်အဲ့ဒါကောင်းတာပဲရွှေတက်တာကိုထုတ်လိုက်တာနဲ့လိတ်လေးကအနက်ရသွားတယ်ရင်းကရေထဲမှာခေါင်းကိုပြူးထွက်ကနှလုံးကြီးများဖြင့်ကျွန်တော်လက်ထဲမှာရွှေကိုစိုက်ကြည့်နေသည်သူကတတွေးတွေကြားလို့မတက်ဖြစ်နေပြီးမျက်တောင်မခတ်ပဲတက်တာကိုစိုက်ကြည့်နေတယ်ကျွန်တော်သူ့ကိုလောဘကြီးတဲ့မျက်နှာနဲ့ကြည့်နေတယ်ရန်ကရေပြီးရွှေတက်တာ၅လုံးလုံးကိုသူ့စီပစ်ပေးလိုက်တယ်သူ့ကိုအရင်စမ်းကြည့်ခိုင်းလိုက်နောက်ပိုင်းတွင်အခြားသောလိမ့်ငယ်လေးများသည်ပင်ရွှေရောင်တက်တာတစ်ခုလုံးကိုတစ်ချက်တည်းဖြင့်မျိုးချကကျင်းနဲ့စွာခေါင်းခါရမ်းကြသည်ငါအရန်ပျော်တယ်ငါတွက်ချက်ပြီးပြီအစင်းမြင့်တင်ဖို့အတွက်ရွှေတက်တာ10လုံးလိုအပ်မယ်လို့သူကပြောပါတယ်ဆေးပြား၅ပြားတောက်ပြီးပြီးတဝက်ကြံသေးတယ်ရေချိုကမရှိမဖြစ်လိုအပ်ပြီးရွှေတက်တာကလည်းအလွယ်တကူရနိုင်တာကြောင့်ပြီးရင်ရေပိုရောင်းပြီးရွှေတက်တာ10လုံးကိုအမြန်ဆုံးစုဆောင်းလိုက်မယ်ဒါမှလိတ်လေးကသူ့ရဲ့ပထမဆုံးအစင်းမြင့်တင်မှုကိုပြီးမြောက်နိုင်မှာပါကျွန်တော်စိတ်ကူးထားတဲ့အတိုင်းလုပ်ခဲ့ပြီးအဲ့ဒီနေရာကိုတန်းသွားခဲ့တယ် channel တွင် message တစ်ခုတင်ထားသည်ရွှေတက်တာတစ်လုံးနဲ့သာလဲလှယ်၍ရေချိုအမြောက်များရောင်းချရန်ရှိသည်ဈေးနှုန်းကိုတီးတန့်ဆွေးနွေးပါမည်စုံစမ်းမေးမြန်းလိုသူများသာ message ပို့ပြီးချင်းဒေတာတွင်ရုပ်တံလိုင်းသည်စက္ကန့်ပိုင်းညတိတ်ဆိတ်သွားသည်ရုပ်တဲတဲဖြစ်သွားတယ်တကယ်လားတယောက်ယောက်ကရေတန့်ရောင်းနေတာဝိုးမင်းမှာတကယ်ကိုရေချိုပိုရှိတာပဲအဲ့ဒါအတူရောင်ပဲမဟုတ်လားဒီနေ့ခေတ်မှာလူတိုင်းရေရန်ရှားပါနေကြတယ်ဘလို့လုပ်ပြီးရေချိုတွေအများကြီးရှိနေနိုင်မှာလဲပင်လေရေတန့်စင်ဆက်ရဲ့ပုံစံတွေကိုမျှဝေပေးမဲ့သူတယောက်ကိုကျွန်တော်ရှာနေတာသိချပါတယ်အားလုံးကအပြာရောင်တွေကြီးပဲကျိုးတစ်ခုတည်းကလူတွေရေကိုအခမဲ့မျှဝေသုံးစွဲတဲ့အခါဘာကြောင့်တကူကောင်းဆန်စွာဆက်ဆံခံရတာလဲဆိုတာနဲ့ပတ်သက်ပြီးအမြင်မျိုးမျိုးရှိပါတယ်တချို့ကအံ့ဩသွားကြတယ်တချို့ကသဘောကျစရာကောင်းကြတယ်တချို့ကဒေါသထွက်ကြတယ်ကိုချင်းတရားဆိုင်ရာချင်းချောက်မှုတွေနဲ့ပတ်သက်တဲ့ဘာကိုမှကြည့်ဖို့တောင်စိတ်မဝင်စားတာကြောင့်ဒေတာတွင်ရုပ်တံလိုင်းကိုပိတ်လိုက်တယ်ကိုရေးကိုယ်တော် message များကိုပြန်ကြားခြင်းငွေပေးငွေယူများကိုဆွေးနွေးခြင်းနဲ့ငွေလက်ခံရန်ဆန္ဒရှိခြင်းတို့ကိုအာရုံစိုက်ပါလူတော်များများကရေဘူးကိုပြောင်းကြတယ်လူများစုကတစ်ခုဒါမှမဟုတ်နှစ်ခုပဲရှိပြီးရေနဲ့လဲလှယ်ခြင်းကြပေမဲ့ကျွန်တော်ကရွှေတစ်ခုရဲ့ဈေးကိုအတင်းကျပ်တောင်းဆိုခဲ့တယ်150မီလီလီတာဘူးတစ်ခုအတွက်ဈေးစစ်စရာမလိုပါဘူးယူသွားမလားမထားသွားဘူးလားရှားပါမှုကြောင့်ဈေးနှုန်းများမြင့်တက်လာပြီးရေချိုသည်ယခုအခါငွေကြေးခက်ခဲလာပြီးရောင်းချရန်စိတ်ပူစရာမလိုတော့ပါမကြမီကျွန်တော်မှရှိတဲ့ပလင်းတွေကရေတန့်များစုကိုရောင်းချပြီးရွှေဘူး၅ခုပြန်ရခဲ့တယ်အရင်၅ခုကိုပေါင်းလိုက်ရင်10ခုရမယ်ကျွန်တော်အရင်စိတ်လှုပ်ရှားသွားတယ်ရွှေတစ်တာ10လုံးကလုံလောက်ပါတယ်လိတ်လေးပထမဆုံးအချိန်အဆင့်တက်သွားတဲ့အခါကျွန်တော်သူ့ကိုခေါ်ပြီးရွှေတစ်တာ10လုံးပေးလိုက်မိတယ်ကျွန်တော်သူ့ကိုအစာလုံးတွေကိုတစ်လုံးပြီးတစ်လုံးကျွေးလိုက်တော့လိတ်လေးကခေါင်းကိုစီးချက်ညီညီညိတ်ပြီးအရသာရှိရှိစားလိုက်တယ်နောက်ဆုံးရွှေတစ်တာကိုစားပြီးနောက်ကာမန်လိတ်တွေလိုတရှုရှုအော်တန်နဲ့မတူပဲလိတ်ကလေးကရုတ်တရက်ရှည်လျားနဲ့ဆိုင်နဲ့အော်တန်တစ်ခုထွက်ပေါ်လာတယ်သူ့အတန်ကတိုးတိုးလေးပေမဲ့လေးလံပြီးအာနာရှိတဲ့လေတန်ကချက်ချင်းပါလာတယ်ခြေထောက်အောက်မှာတုံခါမှုလေးတစ်ခုစတင်ခံစားလိုက်ရတယ်ကြောဒီမျက်စိဖြင့်မြင်နိုင်သောအမြန်နှုန်းဖြင့်အပြင်ဘက်သို့ကျဲပြန့်လာသည်မူလကတစတုရမ်းမီတာခန့်သာရှိပြီးကျွန်တော်လဲလျောင်းနိုင်လောက်အောင်ကျဲဝန်းသောလိတ်ခွန်သည်အပြင်ဘက်သို့ဆက်လက်ကျဲပြန့်လာပါသည်ချောင်းမွေသောအခွန်မျက်နှာပြင်သည်အဝါရောင်ညိုရောင်ရွှွန့်သွားဖြင့်တဖြည်းဖြည်းဖုံးအုပ်လာပြီးပြားချက်ပြီးမာကျောလာသည်အစင်းမြင့်တင်မှုလုပ်ငန်းစဉ်တစ်ခုလုံးသည်10မိနစ်နီးပါးကြာမြင့်ခဲ့သည်ကျွန်တော်ဖြည်းဖြည်းချင်းရက်လိုက်ပြီးမတက်ရက်ကပတ်ပတ်လေကိုကြည့်လိုက်တယ်အခုတော့လိတ်ခွန်ကိုမြင်နိုင်ပါပြီမင်းကိုလိတ်ကြောဟုခေါ်ဆို၍မရတော့ပါမင်းသည်တင်းငယ်ပြီးရွှေတရားနေသောကျုံးငယ်လေးတစ်ခုကဲ့သို့ပင်ကျွန်းသည်ဆယ်စတုရမ်းမီတာအပြည့်ကျဲဝန်းပြီးခြေထောက်အောက်တွင်ခိုင်မာသောမြေပြင်ရှိသည်မြင်လိုက်တဲ့အခါအရန်တည်နေတာကြောင့်မတော်တဆနောက်တစ်ခါပြုတ်ကြမှာကိုစိတ်ပူစရာမလိုတော့ဘူးအရန်ကောင်းတယ်ကျွန်တော်စိတ်လှုပ်ရှားနေတော့မှပဲစနစ်ကအကြောင်းကြားချက်ထပ်ညီလာပြန်တယ်ဒီတစ်ခါတော့ကျွန်တော်ပဲကြားနိုင်တဲ့တီးတန့်စကားပြောခံပါရင်းစားစာပါတစ်ခုလုံးတွင်ကစားသမားလောအားအီယာကိုအောင်မြင်သည့်ပထမဆုံးကစားသမားဖြစ်လာသည့်အတွက်ဂုဏ်ပြုသည့်ကြေညာချက်တစ်ခုသည်ကမ္ဘာတဝန်းတွင်ပဲ့တင်ထပ်သွားခဲ့သည်အထူးရင်အပြည့်အစုံအစင်းမြင့်တင်တဲ့ကစားသမားတွေကိုစိန်တက်တာတစ်လုံးစုချင်းမြင့်မှာပါကစားသမားရဲ့ထောက်ထားကိုဖော်ပြပြီးပြီလားဒါကိုဖော်ထုတ်ရင်ရွှေတက်တာတစ်လုံးအပိုရမယ်ဆိုတာသိလိုက်ရတော့အံ့အားသင့်သွားတယ်နေရာမဟုတ်ပဲအမည်များကိုဖော်ပြခြင်းအတွက်အပိုးစုကြီးတစ်ခုရှိပါသည်ကစားသမား9ဘီလီယံကျော်ကငင်းကိုတောင်းဆိုထားပါသည်လမ်းခွဲတာတွေအများများတယ်ဒါကငွေရှာဖို့တေချာတဲ့နီလန်းလို့ဘယ်သူထင်မှလဲဘာလို့အခွင့်ကောင်းမယူတာလဲတွတ်ဆုပ်ခြင်းမရှိပဲနောက်တစ်စက္ကန့်ကိုဖော်ပြရန်ရွေးချယ်ခဲ့သည်တောက်ပါသောအနီရောင်ကဘာကြီးညာချက်3ခုသည်ကစားသမားအားလုံး၏မျက်နှာပြင်များတွင်စက်တိုက်ပြည့်နှက်သွားသည်သင်ဟာကဘာ channel မှာပဲဖြစ်ဖြစ်ဒေတာရင်း channel မှာပဲဖြစ်ဖြစ်ရတနာတက်တာတွေကိုဖွင့်နေတာပဲဖြစ်ဖြစ်ငားများနေတာပဲဖြစ်ဖြစ် channel ထဲမှာဒီစာသား3ချောင်းလုံးကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ဂိမ်းတစ်ခုလုံးကခဏလေးအတွင်းမှာပဲစိတ်လှုပ်ရှားမှုတွေပြည့်နှက်သွားခဲ့တယ်ကဘာချက် channel ကစက္ကန့်ငယ်ငယ်လောက်ရပ်တန့်သွားပြီးပုံမှန်ထက်10ဆက်မြန်တဲ့နှုန်းနဲ့ပြန်လည်ဆန်းတက်လာတယ်ဆွေးနွေးမှုတစ်ခုလုံးကလီလီကဘာတူလဲဆိုတာအကြောင်းပါအထူးရင်များအလွန်စီကားနေကျွန်တော်ရဲ့ဖောင်လေးကိုအစင်းမြင့်တင်လိုက်လို့ဘာလို့ဆုလက်တွေမရတာလဲကျွန်တော်ကိုတဲပေးမဲ့ပညာရှင်တယောက်လိုအပ်တယ်တယောက်ယောက်ကအစင်းမြင့်တင်မှုနီလန်းတွေကိုမေးနေတယ်ဆိုတာကျွန်တော်သိပါတယ်ဒေတာရင်းစကားပြော channel ကစူညံနေပြီးလူတိုင်းကလီလီဆိုတဲ့ကစားသမားကိုရှာနေကြတယ်အထူးရင်တွေအတွက်အစင်းမြင့်တင်မှုနီလန်းတွေကဘာတွေလဲဆိုတာသိချင်ပါတယ်တချို့လူတွေကဒါကို channel မှာအခုလေးတင်ဖော်ပြထားတဲ့ရောင်းချမှုနဲ့လည်းချိတ်ဆက်ထားကြပါတယ် channel တွေကတက်ကြွတဲ့ဆွေးနွေးမှုတွေကိုကြည့်ရင်ဒါတန်းရွှဲကလူပဲလားလို့တွေးမိတယ်သူကဝန်ခံခြင်းလည်းမဟုတ်ညှဉ်းဆန်ခြင်းလည်းမဟုတ်ပြုံးလိုက်သည်ကျွန်တော် channel ကိုပိတ်လိုက်ပြီးပြင်းလာမိတယ်ချမ်းသာကြွယ်ဝမှုရရှိရေးကအခုချိန်မှာအဓိကတော့ချက်ပါပဲအရေးကြီးဆုံးအရာကရတနာတက်တာတွေစိန်တက်တာတွေနဲ့ရွှေတက်တာတွေကိုဖွင့်ဖို့ပါပဲဒါကိုတွေးရုံနဲ့တင်ကျမအရန်စိတ်လှုပ်ရှားသွားပြီးရတနာတက်တာနှလုံးကိုထုတ်ယူပြီးကျမရှိကမြေကြီးပေါ်ချထားလိုက်တယ်
စိန်ရတနာတစ်တာဖုံးကိုမြှောက်လိုက်သည်နှင့်နူးညံ့သောမြေကြီးဝါရောင်အလင်းရောင်တစ်ခုဖြာထွက်လာသည်အထဲမှာတော့နှွေးထွေးပြီးခိုင်ခန့်တဲ့လုံးဝိုင်းနဲ့မြေကြီးဝါရောင်ပတိစေးတစ်စီရားချက်ချက်မဲ့တစ်လုံးပါတဲ့မြေကြီးဝိညာဉ်ပတိစေးတစ်စီရှိနေပါတယ်အင်းအာနိတင်များသည်မြေစီလွာထဲသို့ဆုပ်ယူသွားသောအခါတာမန်မြေစီလွာကိုမျောစာကောင်းသောအနက်ရောင်မြေစီလွာဖြစ်သို့ပြောင်းလဲပေးနိုင်သည်ဟုဒဏ္ဍာရီများကဆိုသည်အပင်အားလုံး၏ကြီးထွားမှုတွင်လိုက်ရောညီထွေဖြစ်အောင်ပြုလုပ်နိုင်ပြီးတီးနှံအထွက်နှုန်းနှင့်ကြီးထွားမှုနှုန်းကိုတိတိတသာမြင့်တင်ပေးသည်မိတ်ဆက်စာကိုဖတ်နေရင်အသက်ရှူရဲလူနီးပါးဖြစ်သွားတယ်မြေစီရောစာကောင်းတဲ့မြေမဲဟာအပင်မျိုးမျိုးစိုက်ပျိုးနိုင်ပါတယ်ကျုံးပေါ်မှာအပင်တွေစိုက်လို့ရတယ်လို့မဆိုလိုဘူးလားတည်ငြိမ်သောအစားစရင်းမြစ်တစ်ခုဖြစ်လူများသည်အစားအစာအတွက်စိတ်ပူစရာမလိုတော့ပါချမ်းပြူပုံစံကတရားဝင်စတင်နေပြီမဟုတ်ဘူးလားမြေကြီးဝိညာဉ်လုံးလေးကိုကောက်ယူပြီးထိုင်ချဖို့ကျွန်တော်မစောင့်နိုင်တော့ဘူးသူ့ခန္ဓာကိုယ်အောက်ပိုင်းကသူ့ကိုခြေထောက်အောက်ကရွှွန့်လဲကိုဖိထားလိုက်တယ်ပလဲကမြေကြီးကိုထိလိုက်တာနဲ့ရေစက်တစ်စက်ဟာသမုတ်တရားတွေကိုအကြီးပြောပြီးချက်ချင်းပြောက်ကွယ်သွားသလိုပါပဲရင်းနောက်ချက်ချင်းပင်ထိခိုက်ရနေရာတွင်မြေဝါရောင်အလင်းတက်တစ်ခုဗဟိုပြု၍ပေါ်လာခဲ့သည်ရင်းသည်အပြင်ဘက်သို့ပြန့်နှံ့သွားပြီးမူလကအဝါရောင်ရှိသောနေရာများကိုခြံထားခဲ့သည်မြေစီလွာသည်မြင်သာသောအမြန်နှုန်းဖြင့်မှောက်မိုက်ပြီးမျောစာကောင်းလာသည်အရန်အာဟာရပြည့်ဝတဲ့ပုံပေါက်တဲ့မြေစီလွာတစ်စုပ်ကိုကျွန်တော်ယူလိုက်တယ်နူးညံ့ပြီးဆူဆွနေတယ်အဆိုတက်ကမြေစီလွာ၏ထူးခြားသောလက်ဆက်မှုအရေးအယောင်ကိုတည်ဆောင်ထားဆဲဖြစ်သည်မြေစီလွာကအရန်ကောင်းတာကြောင့်ဘာမဆိုစိုက်ပျိုးနိုင်ပါတယ်အခုကျွန်တော်တို့မှာမြေရှိပြီဆိုတော့မျိုးစေ့တွေပဲလိုအပ်တာပါဗန္နာတိုက်များဖွင့်လှစ်ခြင်းသို့မဟုတ်အနာဂတ်တွင်ရောင်းဝယ်ဖောက်ကားခြင်းဟင်းသီးဟင်းရွက်နှင့်ကောက်နှံများကိုပုံမှုခြံထားပါမကြခင်မှာစားစရာအလုံးလောက်ရှိတော့မှမို့ကျမအရန်ပျော်တယ်အနာဂတ်ကိုလည်းမျှော်လင့်နေပါတယ်မျှော်လင့်ချက်တွေနဲ့ပြည့်နေနေတဲ့ကျမစိတ်ကိုတည်ငြိမ်အောင်ထားပြီးနောက်ဆုံးရတနာတက်တာကိုကြည့်လိုက်တယ်ရွှေရတနာတက်တာကမင်းရဲ့အထောက်အထားကိုဖော်ထုတ်ဖို့အတွက်အပိုးစုလက်တစ်ခုပါဘလို့ကောင်းတဲ့ပစ္စည်းတွေရနိုင်မလဲဆိုတာကြည့်အောင်အဖုံးကိုဖွင့်လိုက်တော့အခါအလွန်လှပသောပုံစံများဖြင့်ရွှေချထားပြီးအလေးချိန်များပြားသောငါးများတဲ့တစ်ချောင်းကိုပေါ်လာသည်ရွှေငါးများတန်ရဲ့အရေးသွေးဟာနေ့ရဲ့အကျိုးသက်ရောက်မှုတွေမကဘူးငါးဖက်ရမှာတရားအောင်မြင်မှုနှုန်းကိုအာမခံပြီးဘယ်တော့မှလွတ်ကြမှာမဟုတ်ပါဘူးအာနိတင်အထူးအာနိတင်မျိုးမျိုးဖြင့်အထူးငါးများဖမ်းရဲ့2.3ခွင့်ရေးရွှေငါးတစ်ကောင်ဖမ်းဖို့တစ်ခွင့်ရေးရှိပြီးအဲ့ဒါကိုပြန်ရွေးယူနိုင်ပါတယ်ရှားပါပစ္စည်းတွေရွှေရောင်ငါးများတန်ကိုကင်ထားတယ်ပြုံးရွှေနဲ့ပြုံးကဖမ်းယူမှုနှုန်းတရားကိုအာမခံပါတယ်ငါးတစ်ကောင်မှမဖမ်းဘဲနေ့တစ်ဝက်လောက်အချိန်ကုန်စရာမလိုတော့ပါဘူးအထူးငါးတွေနဲ့ရွှေရောင်ငါးတွေလည်းရှိပါသေးတယ်ဒါဟာငါးဖမ်းခြင်းရဲ့အံ့ဖွယ်မှုတစ်ခုပါပဲကံကောင်းထောက်မှစွာကျွန်တော်မှာပုံမှန်ငါးများတဲ့တစ်ချောင်းရှိနေစေပါငါးများတန်တစ်ချောင်းကိုတစ်ပြိုင်နက်သုံးခြင်းကထိရောက်မှုကိုနှစ်ဆတိုးစေပါတယ်ပြောစရာနှစ်ဆတိုးလိုက်ရအောင်ငါးများတန်တစ်ချောင်းလုံးကိုတက်ဆင်ပြီးပင်လယ်ထဲပြစ်ချကငါးကိုက်ဖို့စောင့်လိုက်တယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်မှာဘာမှလုပ်စရာမရှိတော့သလိုလက်ကလေးရဲ့အငြင်းနှုံးကလည်းအဆင့်တက်ပြီးနောက်တိတိတတ်တက်လာတာကြောင့်ကစားရုံပဲနေဖို့ဆုံးဖြတ်လိုက်တယ်။မှောင်မိုက်ချိန်မတိုင်ခင်အချိန်ကိုခွင့်ကောင်းယူခဲ့တယ်။အရင်းမြစ်တွေပို့ဆူဆောင်ဖို့ရတနာတစ်တာအနေငယ်ထက်ယူဖို့လိတ်လေးကိုငါအမိန့်ပေးလိုက်တယ်။ရှေ့သို့ဖြည်းဖြည်းချင်းရေကူးခြင်းငါးများနေတော့ပတ်ဝန်းကျင်ကအတန်တွေကိုကြားနေရတယ်။ရတနာတစ်တာများရှာဖွေခြင်းသည်နေကင်းဘက်ထက်များစွာပို၍ထိရောက်ပါသည်။မကြခင်မှာပဲလုံးဝမှောင်သွားတယ်ကျွန်တော်ကောင်းကင်ကိုမော့ကြည့်ပြီးကြက်တည်သွားတယ်။အပြာရောင်ညကောင်းကင်တွင်လုံးဝိုင်းပြီးတောက်ပနေသောလာကိုစင်းသည်တန်းစီလျက်ချိတ်ဆွဲထားသည်။ပင်လယ်ရေမျက်နှာပြင်သည်မယုံနိုင်တော့အောင်တောက်ပသောအလှတရားဖြင့်တောက်ပနေသည်။တစုံတစ်ခုပိုလှလေပိုအန်ရည်များလေဖြစ်တတ်တယ်ဆိုတာကောင်းကောင်းသိလို့မျက်နှာလွှဲမသွားခင်ခဏလောက်စိုက်ကြည့်နေမိတယ်။ညအချိန်ကုန်ဆုံးပြီးနောက်ပင်လယ်အောက်ရှိနေရသည်တိတိတတ်တာပုံမတက်ဝင်လှုပ်ရှားလာခဲ့သည်။ပင်လယ်တရဝါကြီးများ၏ရွေးချားမှုများပါဝင်အတန်မျိုးစားများစွာရှိခဲ့သည်။မှောင်မိုက်ပြီးဖိနှိပ်ချုပ်ချယ်သောပတ်ဝန်းကျင်သည်ဈေးကွက်တဲမရှိလျင်မခံမရက်နိုင်အောင်ပင်ဒီညတော့အိမ်မပြောတော့ဘူးအစ်စ်ဝင်ရောက်လာတဲ့သူတွေအတွက်အကာအကွယ်ပေးတဲ့ကာလက9ရက်ပဲကြာတယ်ပြီးသွားရင်ဒီຢာတွေကတကယ်ကိုတိုက်ခိုက်နိုင်ပါတယ်။ငါအမြန်ဆုံးပိုတန်မာလာရမယ်နေကင်းဘက်မှာငါးများဖို့မတွေးတော့ဘူး။ရောက်လာတဲ့မဖွင့်ရသေးတဲ့ရတနာတစ်တာအားလုံးကိုထုတ်ယူသွားတယ်။ကျေးရတနာတစ်တာ9လုံးဒါမှမဟုတ်10လုံးနဲ့တစ်သားရတနာတစ်တာ2လုံးလည်းရှိတာကြောင့်အဲ့ဒီညမှာဘာမှလုပ်စရာမရှိတဲ့အချိန်မှာအားလုံးကိုဖွင့်ကြည့်ခဲ့တယ်။ဖွင့်လိုက်ပြီးနောက်မှာကျွန်တော်ပစ္စည်းတွေအများကြီးစုပုံလာခဲ့တယ်။သူတို့မှာအရာအားလုံးရှိတယ်တစ်သားတန်ပလတ်စတစ်နဲ့ကောက်ရိုးအစားအစာနဲ့ရေချိုထောက်ပံ့မှုများကိုတိတိတတ်တာပြန်လည်ဖြစ်တင်ထားပြီးပုံစံငယ်တစ်ခုရရှိခဲ့သည်ပထမပုံစံငယ်လေအဆိုတက်စုဆောင်ရန်အတွက်တန်ကြောက်တစ်သားနဲ့ရွှေတင်းကားနှစ်ပြားလိုအပ်ပါသည်ဘူးလေးလုပ်ပြီးတာနဲ့လေထဲမှာလက်ဆက်သောရေကိုအလိုလျောက်စုဆောင်ရတွင်အေးဤစွမ်းဆောင်ရည်သည်ရေအေးကိုစုဆောင်ခြင်းကဲ့သို့မမြင့်မားတော့လဲရင်းတွင်အားသာချက်များရှိနေစေဖြစ်သည်ဒါပေမဲ့အားသာချက်ကတော့ကျွန်တော်စိတ်ပူစရာမလိုပါဘူးရေကိုအလိုလျောက်ရေထဲလောင်းချပေးတာကြောင့်ကျွန်တော်ကောင်းကောင်းခံစားရပါတယ်ဒီအရာကိုကျွန်တော်တွက်ချက်မိလိုက်တယ်အဖုံးဖြစ်အသုံးပြုရန်အလွန်တင့်တော်ပါသည်ကျွန်တော်ရဲ့ရေချိုကဘဲကလာတာလဲလို့တယောက်ယောက်ကမေးရင်ရေရင်းမြစ်ကိုပေါ်လွင်စေမဲ့စုဆောင်ကရိယာကိုအသုံးပြုပြီးပြုလုပ်ထားတာလို့ကျွန်တော်ပြောမှာပါစတုံးရဲ့လျှို့ဝှက်ချက်အပြင်ရေခက်ကရိယာတစ်ခုအပိုးရှိခြင်းကသူဟာရေပိုရောင်းရပြီးရွှေတစ်တာတွေပိုရနိုင်တယ်လို့ဆိုလိုပါတယ်အခုကျွန်တော်မှာပစ္စည်းအလုံးရှိပြီးရွှေတစ်တာတစ်လုံးနဲ့အပိုးရှိတယ်ပုံစံငယ်တွေရဲ့တွေးခေါ်ကိုလေ့လာဖို့ကျွန်တော်တိုက်ရိုက်ရွေးချယ်ခဲ့တယ်ပစ္စည်းများကိုထုတ်လုပ်မှုပြီးသည်နှင့်အလိုလျောက်နှုတ်ယူပါသည်လူတစ်ဝက်ခန့်ရှိသောလေဆိုထိုင်းစာစုဆောင်သည့်ဆက်တစ်ခုသည်ကြောက်တုံးများဖြင့်ထောက်ထားသောတစ်သားပေါင်တစ်ခုဖြင့်လွင်ပြင်ပေါ်တွင်ပေါ်လာခဲ့သည်ရေကန်ရဲ့ဘေးနှစ်ဖက်ကိုရွှေနဲ့စီချဲထားပါတယ်တစ်တာကမိန်ချော့ချော့လင်းရောင်တစ်ခုထုတ်လုပ်ပြီးလေထဲကအဆိုတက်ကဖန်ပလင်းလေးကိုအဆက်မပြတ်စုပုံလာသည်ညံနှုံးကတကယ်ကိုအတော်လေးညံပါတယ်ကောင်းပြီအခုကစပြီးအကာအကွယ်အတွက်အားကိုးတော့မယ်ဒုတိယပုံစံကမိန်အတွက်ပါမိန်ကအရေးသွေးအလွန်ကောင်းမှုပြီးအကျိုးသက်ရောက်မှုကောင်းပါတယ်အသေးစားနှင့်လက်စားရွယ်စားများအတွက်တင့်တော်သည်ရင်းသည်ရင်းနေတတော်များကိုအသက်အန္တရာယ်ရှိသောပျက်စီးဆုံးရှုံးမှုများဖြစ်စေနိုင်ပြီးမီတာ20အထိထိရောက်သောအကွာဝေးရှိကရိုးရှင်းသောပစ္စည်းများဖြင့်ပြုလုပ်ထားသည်တစ်သားငါးပိုင်းနဲ့တန်လုံးငါးလုံးရဲ့ဈေးနှုန်းကအရန်တက်တာတဲ့ပုံစံစာရွက်တွေကိုကျွန်တော်ကြည့်လိုက်တယ်သူ့မျက်လုံးတွေချက်ချင်းတောက်ပသွားတယ်အခုကုန်သွယ်ရေးနေရာမှာလက်နက်တွေမပြောနဲ့ကောင်းမွန်တဲ့ကိရိယာတွေတော့မရှိဘူးလူတိုင်းလက်ကြီးပဲပင်လယ်ထဲကအန္တရာယ်တွေကိုလက်သီးနဲ့ရှင်းလို့မရပါဘူးမိန်းကတော့လုံးဝကွဲပြားတဲ့အရာတစ်ခုပါဝယ်လိုအားထက်ထောက်ပံ့မှုလျော့နေနေတဲ့အတွက်အရန်ရောင်းကောင်းတဲ့ကုန်စည်တစ်ခုပါထို့ပြင်ထုတ်လုပ်မှုကုန်ကျစရိတ်ကအရန်နေပြီးကျွန်တော်မှာပစ္စည်းအများကြီးရှိပါတယ်မင်းတို့ကိုအစုလိုက်ပြုံလိုက်ထုတ်လုပ်ပြီးရွှေနဲ့လဲလှယ်ရန်လုံးဝဖြစ်နိုင်သည်တစ်တာလဲလှယ်ခြင်းပုံစံငယ်လဲလှယ်ခြင်းရှားပါပစ္စည်းမျိုးမျိုးပစ္စည်းရှိခြင်းကတင့်ကိုချမ်းသာကြွယ်ဝစေမှာသိချပါပါတယ်လိတ်လေးနောက်တစ်ဆင့်တက်ဖို့အချိန်မီသေးတယ်ရေရောင်းပြီးစုဆောင်းနိုင်တဲ့ရွှေတစ်တာတရားလိုတဲ့ငါးဖမ်းတဲ့နက်ကိုဘရော့ရောင်းနိုင်မလဲမြင်ချမ်းသာလာဖို့အစီအစဉ်တွေဆွဲပြီးသားပါဒါပေမဲ့အလင်းလိုမနေပါဘူးကျွန်တော်တို့ရဲ့စားခြင်းစိတ်ကိုနှိုးဆော်ပေးဖို့သတင်းတချို့ကိုအရင်ထုတ်ပြန်လိုက်ရအောင်အစားအစာဈေးနှုန်းများမြင့်တက်လာပြီးနောက်ရောင်းချခြင်းဖြင့်သာအမြတ်အစွန်းရရှိနိုင်ပါသည်အမြတ်အစွန်းများဆုံးရရှိစေရန်အတွက်ကျွန်တော်ဥစွာအပြီးတက်ထားသောနှိမ့်တက်တဲ့လက်ကိုပြုလုပ်ပြီးကုန်သွယ်ရေး area မှာစည်ရင်းသွင်းခဲ့ပါတယ်ရွှေတစ်တာတစ်ထောင်ကိုနှစ်စုအဖြစ်ထည့်သွင်းခဲ့သည်ကော်လန်ကအဆိုပြုချက်ကိုလက်ခံရန်စာကြောင်းတစ်ကြောင်းသာရေးသားခဲ့သည်
ကျွန်တော်က blueprint တွေနဲ့ရှားပါပစ္စည်းတွေကိုဦးစားပေးဝယ်ပါတယ်စီးရင်ထဲထည့်ပြီးတာနဲ့လစ်လျူရှုပြီးကိုရေးကိုတာ message တွေကိုမစစ်ပါဘူးကျွန်တော်ကထောက်ခန်းလုံးကိုပိတ်ပြီးအိတ်ဖို့ပြင်ဆင်လိုက်တယ်ပထမနေ့ကတော့ဒီလိုပဲကုန်သွားပြီးရလက်တွေကမျောလင့်ထားတာထက်အများကြီးကြော်လွန်သွားတယ်မနေ့ကကျွန်တော်အိတ်ရထားတော့မှာပါအံ့ဩစရာတစ်ခုတော့ရှိမှတေးချတယ်ကျွန်တော်ဈေးကွက်တဲဆောင်နေတယ်ကျွန်တော်တဲတဲကိုတွားဝင်သွားလိုက်တယ်လူတယောက်တက်တောင့်တက်တာအိတ်ဆက်ဖို့လုံလောက်တဲ့ကျယ်ဝန်းမှုရှိတယ်စိတ်ငြိမ်စေတဲ့အနံ့လေးလည်းရှိတယ်ကျွန်တော်လက်အိတ်ပြီးအိတ်နိုင်နေပြီရှည်လျားတဲ့တနေ့တာပြီးနောက်ခန်းစားချက်ကပြေလျော့လာတယ်ခေါင်းနဲ့ခေါင်းထိလိုက်တာနဲ့အိတ်ပျော်သွားပြီးတညလုံးအိမ်မက်မက်ချင်းမရှိပဲနည်းနည်းချိုက်ချိုက်အိတ်ပျော်သွားတယ်နောက်တနေ့မနက်မှာပင်လယ်ငှက်တွေရဲ့အော်တန်ကြောင့်ကျွန်တော်နိုးလာပြီးတဲတဲကထွက်လာတယ်